စိုက်ထဲသွားရမယ့်အပတ်ဆိုရင်ဒေါ်နေကြီးတယောက်မနေ့6နာရီလောက်ခရဲကရက်စထနေပါပြီ။စိုက်တဲ့အိမ်နဲ့မိုင်150လောက်ဝေးတာမို့လို့တစ်ခါသွားလို့ရှိရင်တပတ်လောက်နေဖြစ်ပါတယ်။စိုက်ထဲမှာဘာမှမရှိတဲ့အတွက်တပတ်စာအသုံးဆောင်စားစရာဘာတစ်ခုမှမကြံရလေအောင်စည်ရင်းပြုစုပြီးပြင်ဆင်ရပါတယ်။တစ်ခါတလေနှစ်ပတ်ဆက်တိုက်နေဖြစ်တဲ့အပတ်တွေဆိုလို့ရှိရင်နှစ်ပတ်စာအကုန်ပြင်ဆင်ရတာပေါ့နော်။တချို့တွေဆိုမနေ့9နာရီလောက်ခရဲထားသွားပြီး10နာရီလောက်ဆိုရင်စိုက်ထဲမှာအစင်သေးရောက်နေကြပါပြီ။ဒါကတော့မင်ရဲ့စိုက်ကားပဲဖြစ်ပါတယ်။မျိုးစားတော့ Volkswagen Caddy ပါ။ကားသေးလေးနဲ့ဆိုရင်ကိုကရှေ့ကနေအမားရွေးလေးလုံးပြီးလိုက်တာနဲ့နောက်ကားတွေကဟွန်တီးပြီးဆဲပေးကြတာဒီကားနဲ့ဆိုရင်ကတော့လူယိုသေးရှင်ယိုသေးပေါ့နော်ရှေ့ကနေလိတ်နှုံနဲ့သွားနေတယ်ဆိုရင်တော့ဘယ်သူမှမဆဲပေးကြဘူးဦးလေးကြီးမောင်းနေတယ်ဆိုပြီးတော့စိုက်ကားထဲမှာထည့်သွားရတဲ့ပစ္စည်းတွေကတော့စုံစီနှစ်ဖာပေါ့နော်ဇက်သမားတွေလိုအဲ့လိုပဲစိုက်ဝတ်စိုက်စားတွေပါမယ်စိုက်ကနေပြန်လာတဲ့အချိန်ကျရင် gym တခါတည်းဝင်ဖို့အတွက်ဒီအားကစားပစ္စည်းတွေပါမယ်ယောဂ map ကတော့သွားလေရတဲတယ်ပြီးရင်ဘာမှလည်းလှုပ်ဖြစ်တာလည်းမဟုတ်ဘူးဒီတိုင်းပဲပြန်တဲလာတာမတော်ခင်အကုန်စစ်မယ်စိုက်ဝတ်စိုက်စားတွေပါပြီးအဝတ်စားတစ်ပတ်စာပါပြီးအားကစားဖနက်ပါမယ် safety shoe ပါပြီးစိုက်သမားဘဝဆိုတာအဲ့ဒါပဲအိတ်တလုံးနဲ့ခြေတလုံးအိမ်တိုင်းကားကိုအိမ်လုတ်ပြီးရှောက်သွားနေရတာခီးသွားရတာကြိုက်ပေမဲ့လဲ travel with work ကတော့ဖတ်တီနဲ့မကြိုက်ဘူးအဲ့လိုအထုပ်ဘိုးတွေနဲ့အမြဲတမ်းသွားနေရတော့ခီးသွားဝါသနာပါလာကြီးဆိုတဲ့ကိုတောင်မှဘာခီးမှတော့မသွားကျင်တော့လောက်အောင်ဖြစ်သွားဒီကားကတော့အရမ်းမိုက်တယ်တကားသုံးဖက်ပါတယ်အိတ်ရပါထည့်တဲ့သွားလို့ရတယ်စိုက်ထဲကိုမသွားပဲ camping site ကလေးမှာသွားပြီးအနာသွားယူနေရရင်တိတ်ကောင်းမှာပဲလို့တွေးမိရလူတွေအနေနဲ့ကတော့ခရီးဝေးသွားပြီးအလုပ်သွားလို့ရတာသူတို့အတွက်ကတော့ပုံမှန်ပဲအရေးကြီးတဲ့ပစ္စည်းတွေကြံသေးတဲ့ဒီမှာ laptop အိတ်ရယ်တပတ်စာစားစရာပစ္စည်းတွေရယ်သွားတဲ့ရအောင်ဂျပန်ဘွားမှာတခါမှအဲ့လိုခရီးဝေးသွားပြီးအလုပ်သွားမလုပ်ဘူးရောက်စားတော့ငါဆိုရင်တော်တော်လေးကိုဒုက္ခဖြစ်တာခရီးအဝေးကြီးကားကိုလည်းအာယုံစိုက်ပြီးမောင်းသွားရတဲ့အတွက်လူကလည်းပင်ပန်းနဲ့ဆိုပြီးနားနေလို့ကလည်းမရဘူးခရီးသွားရက်ကတော့များသောအားဖြင့် Monday ပေါ့နော် Monday ဆိုရင်ထုံးစံအတိုင်း meeting တွေကတန်းစီပြီးစောင့်နေရုံကအုပ်ချုပ်ရေးအဖွဲ့ကလည်းအထာနှပ်ပြီးသားခရီးသွားနေတာကိုအကြောင်းပြုပြီးလမ်းမှာတဝေထိုးနေမှာဆိုလို့ meeting အချိန်တွေကိုကွက်တိတတ်မှတ်ထားတာသဘောကမင်းဒီအချိန်ထက်ကိုပိုနောက်ကျလို့မရဘူးဆိုတဲ့သဘောအဲ့တော့ဘာမှဟိုရောက်ရင်နားချိန်မရှိဘူးတခါတည်း meeting တန်းတက်အလုပ်တန်းလုပ်ကဲအဲ့တော့ကို့မှာလည်းမနောက်ကျရလေအောင်အစောကြီးထားရတယ်တလောက်ကြိုတင်ပြင်ဆင်တာတောင်မှလေတခါတလေကျရင်ဟိုကြံဒီကြံနဲ့သွားလိုက်တိုင်းတစ်ခုခုကတော့အမြဲတမ်းကြံခဲ့တယ်တခါတလေချက်ထားပြီးသားဟင်းဘူးတွေကြံခဲ့တဲ့အပတ်တောင်ရှိသေးအိတ်ရီဝအောင်ကလည်းအိတ်ထားရသေးရလမ်းမှာအိမ်မငတ်ရအောင်လို့6နာရီလောက်ကနေစပြီးပြင်ဆင်လို့ရှိရင်မနေ့8နာရီလောက်မှပဲအိမ်ကနေထွက်ဖြစ်တာစိုက်ထဲမှာဆိုရင်ကျမကနောက်အကြဆုံးရောက်တာနောက်မကြအောင်ဆိုရင်ကျမက9နာရီလောက်ထွက်ရမှာဒါပေမဲ့အဲ့လိုပဲအမြဲတမ်းဖတ်တီနဲ့ပဲရောက်သွားတာစိုက်ထဲကလူတွေကလည်းမိန်းမသားလေးပဲနောက်ကြမှာပေါ့ဆိုပြီးတော့မှနားလဲပေးထားလို့တော်သေးရဲ့အဲ့လိုပြောင်းပြေးသွားနေရတဲ့အတွက်ဘာခရီးမှမထွက်ချင်တော့ဘူးစနေတနင်္ဂနွေဆိုရင်လည်းအဲ့လိုအေးဆေးလေးပဲချက်လိုက်စားလိုက်နဲ့ပဲနေချင်တော့ကဲဒါကတော့ကျမဘယ်လို site ထဲကိုပြင်ဆင်ပြီးသွားရတယ်ဆိုတဲ့အတွေ့အကြုံလေးကို sharing လုပ်ပေးတာပဲဖြစ်ပါတယ်ကဲကျမကတော့မျက်စိနှကွင်းကိုမနှဲပြူးပြီးတော့မှသွားနေပါပြီကျမဘယ်ပုံဘယ်နည်းနဲ့ site ထဲရောက်သွားလဲဆိုတာသိချင်ရင်ကတော့ဒုတိယပိုင်းဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်